ဒါဘက်ထရီကားရဲ့စူးကျူကဒီမှာကားစီးရဲ့တန်ကြီးက8000ပဲရှိတယ်8000ဒီဘက်ထရီကလဲရရင်3000ကျော်တယ်3000ကျော်ရင်ဒါမြန်မာငွေနဲ့ဆိုရင်300ဝန်းကျင်ရှီမထည့်ရဘူးဆိုပေမဲ့အဲ့လိုမျိုးပြင်ရရင်မချောင်းနော်တရုတ်ငွေ8000မှာမြန်မာငွေ300မြန်မာငွေ300ပဲရှိတယ်ဒီမှာတော့ဒါပေမဲ့မတောင်းအဲ့လိုပြင်ရရင်တော့ကားတွေဝယ်တာမှကောင်းနေဒီကားဆိုထွက်တာ2025 8လပိုင်း29ရက်ပြလမ်းစလမ်းရှာမင်းပေါ်လမ်းဝယ်တာမှ9လပဲရှိသေးတယ်အဲ့လိုမျိုးကြီးဖြစ်သွားတယ်ဒါဆိုရင်ကားစီအစ်စ်လေးရမှာတန်နေရဲ့ဟာ